ဒီနေ့ငဖယ်မုံညင်းပေါင်းလေးလဲလှုပ်စားဖြစ်ပါတယ်ငါးညီမဆိုလို့ဂျင်းနည်းနည်းလေးထည့်ပါမယ်မုံလာဟုတ်ပြောင်းမှုကျွတ်သွန်မိတ်အဆက်ကြိုက်လို့ငရုတ်တီပါထည့်ပါတယ်ငရုတ်ကောင်းစားအရှိုးမို့သမဟုတ်ချက်သားမဟုတ်စီနည်းနည်းထည့်ပါတယ်အရှားသားအတွက်ခီးဥစီပါထည့်ခြင်းလည်းရပါတယ်မုံညင်းဖက်လေးကိုလေးဖို့အတွက်အရင်လေးဖြောပါမယ်အထက်ကပြားမှုတွေဥနီတွေပါချက်တဲ့အထိပေါင်းပါမယ်။ရင်းနှီးဖြောချိန်နဲ့ပေါင်းတာကြရင်လည်းမုံကြီးတွေပြေးသွားနိုင်ပါတယ်။ပေါင်းနေချိန်မှာအရှင်ကြီးလေးဖြောထားပြီးမိုးစားလို့ရပါပြီ။စားလိုက်ပါဦးမယ်ဘိုင်ဘိုင်။